ခန္ဓာအစီအစဉ်နဲ့ပြည့်စုံပြီးတဲ့နောက်ခန္ဓာအစီအစဉ်နံပါတ်3အရဆရာတော်ဘုရားထံမှတရားတောင်းခံရဖြစ်ပါသည်သို့ဖြစ်ပါ၍ဒီသန့်ရှင်ရွှေဆံမဆရာတော်ဘုရားထံမှတရားရည်အမြိုက်စေးကိုတောင်းခံယူပေးပါရန်မေတ္တာရက်ခံပန်ချအပ်ပါသည်ဟယ်လိုယနေ့ကြောက်ရောက်လာတော့တရားနာပရိသတ်အပရိသတ်ရဲ့ကိုစားသမီးမရွှေစိန်ရာမဆရာတော်ရှင်သူမြတ်ဘုရားထံတရားတောင်းခွင့်ပြုတော်မူပါဖေ။ဘုံတဘာကုံအပေါင်းမင်္ဂလာပေါင်းနဲ့တရင်မွေကကြောတရားတော်အမြိုင်စေရူတိုက်ကျွေးပါမည်မြတ်တိဆရာတော်ဖယားသမီးတော်အမြတ်ကုသလျောင်းထားမှုပြုတော်မူပါဖယားယုသေးပန်းကြအခွင့်တော်ပေးတော်မူပါဖယားတန်တရားဝေကရလွေမထွက်နိုင်မှာကာမဂုဏ်ဆာဆုံးလင်းတော်ရူဝဲချာချာရောက်ရဤဘဝလောဘကိုမတတ်နိုင်ပါလောကနောနေမောဟကဲလူမိုင်မမီလဲမပေနိုင်မှာဒေါသရှိချာမိုင်မမီအခါခါအတိရှိသောညာတာမယစိတ်စေဩနာသေးပေပူလောင်ဆွေ၍တောကပြပြအဝိဇ္ဇာအမောင်ရဲ့လောင်ပိတ်လျက်လွယ်မထွက်နိုင်မှာလွယ်မထွက်နိုင်မှာနွယ်လျက်မပြေသာချမ်းမြဝေစွာလမ်းပြပေးပါလမ်းကောင်းပြဆုံးမတော်မူပါချစ်တော်ပွား၍ဟောကြားတော်မူပါမြတ်ထား၍သစ္စာတရားကိုတဏှာညာတဟောကြားတော်မူပါဆရာတော်ရှင်ဝိစိတ်တာရှင်သူမြတ်ကြီးဖယားသာရုသာ